အားလုံးပဲမင်္ဂလာပါခင်ဗျာ90 Get Soccer Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ဒီနေ့ညမှာကစားဖို့ရှိနေသေးတဲ့ပွဲကောင်းအချို့ကို preview လုပ်မှာဖြစ်ပါတယ်ဒီညမှာ La Liga ကစုပေါင်း3ပွဲပဲရှိတာဗျ Valencia Vallecano ရဲ့ Girona Sociedad ရဲ့ Real Madrid Oviedo ရဲ့ဒီ3ပွဲလုံးကိုကျွန်တော်ဒီဗီဒီယိုမှာ preview အနေနဲ့ကျွန်တော်ပြောပါမယ်မနေ့ကလည်းကျွန်တော်တို့တွေအဆင်ပြေခဲ့ပါတယ်ဗျ Alaves Body လည်းအဆင်ပြေခဲ့တယ် Inter Milan Body လည်းကျွန်တော်တို့အဆင်ပြေခဲ့ပါတယ်Valencia နဲ့ Vallecano ပွဲက17ခွဲဗျပထမကြော့တုန်းကတကိုးစီတေးကြခဲ့ပြီးတော့ Vallecano ကနေ Body ကျေးတရနှုတ်80ပေးတယ်ကိုပေါင်းကျေးက2နှုတ်80ဆိုပြီးတော့ပေးတယ်လောလောဆယ်မှတ်ပေးပြ73နေရာမှာရှိတယ်ဆိုပေမဲ့ Valencia ဒီတန်းစင်းဆောင်ကလွတ်ဖို့ဆိုတပွဲနိုင်ဖို့ကိုလိုသေးတာဒါလီက78နေရာဒီ73ကအသင်းအထိကိုအပူလောင်နေတော့မှ73အသင်းဒီချိန်မရွေး78နေရာကိုရောက်သွားနိုင်တယ်လက်ကျန်ပွဲတွေအရတော့73ကအသင်းအထိပြတပွဲနိုင်ဖို့လိုကိုလိုသေးတယ်Valencia ကသူ့အင်ကွင်းကစားပုံတော့မဆိုးဘူးဗျဟိုအနိုင်ဆုံးတရေတော့သူကစားနိုင်တဲ့ရှိအင်ကွင်းတိုက်စစ်ကိုကြည့်ရင်နှစ်ပွဲဆက်ဂိုးပေါက်ပျောက်ထားတာမျိုးတော့မရှိဘူးပထမပိုင်းမှာတိုက်စစ်တော်တော်လေးရော့တယ်ပထမပိုင်းခံစစ်ကတော့တော်တော်လေးကောင်းတယ်ပြီးတော့သူတို့တွေဂိုးရတာရောဂိုးပေးတာရောဒီဒုတိယပိုင်းတစ်ပိုင်းထဲမှာပဲသူတို့လုပ်တယ်ပြန်ဘက် Vallecano ကြတော့အဝေးကွင်းကစားပုံတော့နည်းနည်းလေးရော့တယ်တစ်ဖက်မှာကြတော့ဒီအသင်းကဟို Conference League ဘောလုံးပွဲတက်ထားတာဆိုတော့ဒါလီကလက်ကျန်ပွဲတွေကသူတို့အတွက်တော့အပြင်းသား trainer တစ်ခုတက်မပိုတော့ပါဘူးလောလောဆယ်မှာသူတို့ရဲ့ရက်လက်တွေကောင်းနေတယ်ဆိုပေမဲ့ဟိုအင်ကွင်းပွဲတွေပဲခက်စိတ်စိတ်ကစားထားရတာကြောင့်လဲပါတယ်အဝေးကွင်းကစားတဲ့ပွဲတွေမှာပထမပိုင်းဆိုအမြဲကိုပေါ်တတ်တယ်ဒီဘက်ဆက်တဲ့ကြီးက Valencia ကနေတရနှုတ်35ဂိုးပေါင်းကြီးက380ဗျအခုကျတော့တရနှုတ်60နှစ်နှုတ်60ဖြစ်လာဒီပွဲကဗျာပေးတင်ပေးထိုက်တဲ့ကြေးတန်းတစ်ခုကို body ကြေးရောဂိုးပေါင်းကြေးရောဖွင့်လာတဲ့ပွဲပဲနှစ်ဖက်သွင်းကိုရှိမယ်လို့ကျွန်တော်ယူဆတယ်နှစ်နှုတ်60ဆိုတဲ့ဂိုးပေါင်းကြေးမှာ60ရင်းပြီးတော့ဂိုးပေါင်းအပေါ်ကိုကျွန်တော်ကြိုက်တယ်Body ဆိုရင်တော့ဒီပွဲရဲ့စတဲ့ကြေးကိုကျွန်တော်မကြိုက်တဲ့အတွက်ဧည့်သည် Vallecano Body ပဲကျွန်တော်ကြိုက်တယ်ဗျ။ Warning Span နဲ့ကစားမဲ့သူတွေဆိုရင် Porto to score yet ဆိုတာမျိုးကစားတဲ့နဲ့ပြီးတော့ over 2.5 အထိကျွန်တော်ကြိုက်တယ်။ဘောလုံးပွဲတွေကိုနေရာကျကျကစားတဲ့ညီကိုတွေပေါင်း9ကိုချစ်ကို966ကိုတောက်ဆက်တယ်ပါဗျ။ Warning Span မဲ့ကစားတဲ့ကိုယ်တိုင်အကောင့်ဖွင့်မဲ့သူတွေက promo code နေရာမှာ MK9 ကိုတက်100% welcome bonus ကိုရယူနိုင်ပါတယ်။ကိုယ်တိုင်ငွေသွင်းငွေထုတ်မလုပ်နိုင်တဲ့သူတွေမှာအဲ့ဒီ phone number ကိုသွားကိုနဲ့ကြိုက်လားမကြိုက်လားတည်တည်ချာချာမေးပြီးမှနောက်တစ်ဆင့်ကိုသွားဖို့အကြံပြုပါတယ်။ Girona နဲ့ Sociedad ပွဲက12ခွဲပဲ။ပထမကြော့တုန်းက Girona က 1-2 နဲ့သူဝေးပွဲမှာနိုင်လာ Sociedad ကနေအဲ့တုန်းက body ကြေး180ပေးတယ်ကိုပေါင်းကြေးက2နှုတ်90ပေးခဲ့တာ။ Girona ကနောက်ပိုင်းမှာသူတို့ရဲ့ကစားအားတဖြည်းဖြည်းကျလာတယ်ဗျ။ကိုသွင်းအားလည်းတဖြည်းဖြည်းပြန်ကျလာ။နောက်ဆုံးကစားခဲ့တဲ့အင်ကွင်းနှစ်ပွဲဆက်လဲသူတို့ကြီးကျတာ။ဒုတိယပိုင်းဆိုဒီအသင်းဒီပေးကိုများတယ်။အသင်းရဲ့ကစားပုံကိုကြည့်တော့သူတို့ရဲ့ကစားသမားတွေကဟိုခွင့်ရေးတွေကိုဖြုံးတီးလွန်းတယ်ဗျ။အထူးသဖြင့်သူတို့ရဲ့ဘေဂျန်တိုက်ဆက်မှာကစားတဲ့ကစားသမားဆိုဘာကောင်မှမသိဘူးတစ်ချိန်လုံးကိုလိန်နေတာအမတ်ပေးစရာရက်တည်မှုရဆိုရင်တော့အခုအဆင့်16မှာရှိနေတဲ့ဆိုရင်ပဲဒီညမှာတတ်မှတ်ရရင်ကိုတန်းစင်းဆောင်ကသူလွတ်ပြန်ဘက် Real Sociedad ကြတော့ Copa del Rey ရပြီးကလေးကဗျတောက်ချောက်ကိုသူဖွင့်ပြီးတော့ကစားနေတာတပွဲထဲမှာ2ဂိုးလို့3ဂိုးလို့ဆိုတော့က Sociedad အသင်းမှာမြင်လိမ့်မြင်ထားရှိတဲ့အခြေအနေမျိုးမဟုတ်ဘူးအခုကတောက်ချောက်ကိုသူဂိုးတွေရတယ်တက်စစ်လမ်းကြောင်းပွင့်လာတယ်ဆိုပေမဲ့နောက်ဆုံးကစားခဲ့တဲ့9ပွဲဆက်တော့ဘယ်အသင်းကိုမှသူအနိုင်မရခဲ့ဘူးပြီးတော့အဲ့ဒီ9ပွဲလုံးလဲစတိုက်ကိုသူကြီးကြဒီဘက်ဆက်တဲ့ကြီးက Girona ကနေတရေအနှုတ်40ပေးတယ်ကိုပေါင်းကြီးက3ပေါင်း50ပြအခုဒီနေ့မှာကြတော့1ပေါင်း80အထိ body ကြီးတက်လာပြီးတော့ကိုပေါင်းကြီးကတော့3ပေါင်း50ပါပဲရက်လာဒီဘက်မှာစတဲ့ကြီးနဲ့တွေ့ရင်ဗျ body ကြီးအပြောင်းအလဲဖြစ်လာတယ်ဆိုရင်ကိုပေါင်းကြီးဒီစတဲ့တွေက3ပေါင်း50ခုချိန်ထိလဲ3ပေါင်း50ပဲတခုတော့နည်းနည်းလေးတတိတာ Sociedad ကစားတဲ့ပွဲတွေဒီနောက်ပိုင်းဂိုးတွေတောက်ချောက်မြူးထားတယ်အဲ့ဒီတစ်ချက်ကလေးခေါင်းထဲမှာချစ်နေတာကလွှဲရင်ဒီပွဲဂိုးပေါင်းအပေါ်ကစားဖို့တော့ကောင်းတယ်ဒါပေမဲ့တတိတော့ရှိပါဗျအင်ရှင်ဂီရိုနာရဲ့1ပေါင်း80ဘော်လီကြီးကတော့တော်လေးပြင်းနေဗျတိတ်မကြသေးခင်ကမှတပတ်ကျော်လေးကမှဗျ Sociedad ကဝေးကွင်းမှာပဲစီးပြနဲ့ကစားတော့ကတော့တင်နှုတ်50ဝင်ရိုးကနေတင်နှုတ်60 80ပဲပြီးခဲ့တာအဲ့ဒီဂျေးတွေနဲ့ချိန်ဆကြည့်ရင်တော့ဗျဒီပွဲမှာဂီရိုနာပေးထားတဲ့ဘော်လီကြီးတော်တော်လေးပြင်းပါတယ်ဒါပေမဲ့ဂီရိုနာကယုံကြည်လို့ရတဲ့အသင်းမဟုတ်ဘူးလို့ကျွန်တော်ကယူဆထားတာဆိုတော့ဒီပွဲမှာအောက်အသင်း Real Sociedad body ကိုကြိုက်ပါတယ်။နိုင်ဆုံးတေလောက်ကစားပြီဆိုတာနဲ့ကျွန်တော်တို့ဒီ body ကြီးအပြည့်အောင်ပါ။ဂိုးပေါင်းအပေါ်ကြိုက်တယ်ဆိုပေမဲ့တတိရှိပါဗျာ။နောက်တစ်ပွဲက Real Madrid နဲ့ Oviedo ကစားမဲ့ပွဲပထမအကြော့တုန်းက Oviedo ကွင်းမှာ Real က 0-3 နဲ့သူနိုင်လာ။အဲဒီတုန်းက body ကြီး1.90လောက်ပေးတယ်ဂိုးပေါင်းကြီးက3ပေါင်း80ပေးတယ်ဗျ။အခုဒီပွဲမှာကြတော့ Madrid က2ပေါင်း50နဲ့ဂိုးပေါင်းကြီးက3.50ဆိုပြီးတော့ပေးလာ။နှစ်သိန်းလုံးဒီဘာမျောလင့်ချက်မှမရှိတော့တဲ့ပွဲပဲပြီးတော့နောက်ကျပွဲဖြစ်နေတဲ့အတွက်ကိုဒီပွဲမှာကျွန်တော်ကိုပေါင်းအပေါ်ကြိုက်တယ် Real Madrid ဒီပွဲကိုတော့လူငယ်လေးတွေနဲ့ပွဲထွက်လာမယ်လို့ကျွန်တော်ယူဆထားပါတယ်ကိုပေါင်းအပေါ်တကြောင်ပဲကြိုက်ပါတယ်ဆုံးဒီနာတော့ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်မြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေအတ္တမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ